အရေးချင်းရှိဆုံးအသင်းဖော်နာမည်ကိုထုတ်ဖော်ပြောကြားလာတဲ့ယာမဲဘာစီလိုနာစတားယာမဲကအသင်းဖော်ပီဒရီဟာလူစရင်းထဲမှာအရေးချင်းရှိဆုံးကစားသမားဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ယာမဲတယောက်အသက်9နှစ်ပဲရှိသေးပေမဲ့ဘာစီလိုနာအတွက်လာလီဂါပွဲတရားပြည့်မြောက်ဖို့တော့လိုအပ်နေသေးတာဖြစ်ပါတယ်။ဒါပေမဲ့စပိန်သားဟာအသက်15နှစ်ကလေးကစံချိန်တွေနဲ့အတူဘာစီလိုနာအသင်းမှာတောက်ပလာခဲ့တာဖြစ်ပါတယ်။နိုင်ငံအသင်းဖြစ်တဲ့စပိန်နဲ့အတူယူရိုဖလားရယူထားနိုင်တဲ့အပြင်ယာမဲဟာကိုဘာဖလားနဲ့ရွှေဘောလုံးစုတွေပါရယူထားနိုင်ပါတယ်။စွမ်းဆောင်ရည်ကောင်းတွေကြောင့်စပိန်သားကိုဘာစီလိုနာဂန်ထဝင်ဟောင်းမက်ဆီနဲ့ခိုင်းနှိုင်းမှုတွေပြုလုပ်လက်ရှိတာဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာယာမဲကဘာစီလိုနာကစားသမားတွေတဲ့အရေးချင်းရှိဆုံးကစားသမားနာမည်ကိုမေးမြန်းရာမှာသူနဲ့ပီဒရီတို့ဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။ကျွန်တော်တဆင့်ချင်းသွားနေပါတယ်ကျွန်တော်စွမ်းဆောင်ရည်ကောကစားသမားဘဝပါတိုးတက်ချင်ပါတယ်စပိန်မှာကဘလောက်ထိဖိအားများလဲဆိုတာခင်များမြင်မှာပါဒါပေမဲ့ကျွန်တော်ကိုယ်ပိုင်စွမ်းဆောင်ရည်နဲ့ကျွန်တော်ပဲအာယုံစိုက်ထားပါတယ်ကစားသမားတွေကကွင်းထဲမှာပဲတုံ့ပြန်ဖို့လိုအပ်ပါတယ်အသင်းဖော်တွေနဲ့ဆိုရင်ကျွန်တော်အမြဲတမ်းပျော်နေရပါတယ်လို့ယာမဲကပြောကြားခဲ့ပါတယ်ယာမဲကအသင်းမှာယာဖင်ဟာလိုကစားသမားမျိုးရှိနေလို့ဝမ်းသာမိတယ်လို့ပြောကြားခဲ့တယ်လို့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းသဘောကျမိတယ်လို့ပြောကြားခဲ့ပါတယ်ယာမဲနဲ့ယာဖင်ဟာတို့ကတော့ဘာစီလိုနာအသင်းနဲ့အတူစုဖလားအောင်မြင်မှုရယူနိုင်ဖို့ပြစ်မှတ်ထားနေပြီးလက်ရှိမှာတော့စုဖလား3လုံးလမ်းကြောင်းပေါ်မှာရှိနေပါတယ်ယာတီကုံမှာ United မှထွက်ခွာပြီး Saudi Pro League သို့ပြောင်းရွှေ့နိုင်တဲ့အိုနာနာမန်ချက်စတာ United ကိုသမားအန်ဒရေအိုနာနာဟာယခုနှစ်ရာသီကုန်မှာ Old Trafford မှထွက်ခွာပြီး Saudi Pro League ကလပ်တစ်ခုသို့ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အင်တာမီလန်မှ United သို့ဆက်တင်ပြောင်းရွှေ့လာခဲ့တဲ့အိုနာနာအနေနဲ့ Old Trafford မှာမြင့်မားတဲ့ပုံရိပ်နဲ့အတူပရိသတ်ချစ်ခင်အားပေးမှုရရှိမယ်လို့မျှော်လင့်ခဲ့ပေမဲ့ပြီးခဲ့တဲ့တရာသီလုံးဝေဖန်မှုတွေနဲ့မကြာခဏကြုံတွေ့ခဲ့ရသလိုဒီယာဒီလည်းထင်ရှားတဲ့လက်စွမ်းမျိုးပြသထားနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့် United အနေနဲ့လာမယ့်နွေရာသီမှာကိုသမားတစ်ခေါ်ယူဖို့ပြင်ဆင်ထားပြီးအိုနာနာကိုတော့ Saudi Pro League ကလပ်တစ်ခုသို့ရောင်းချသွားနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။သို့တော်လည်းအိုနာနာကတော့ United မှာဆက်လက်နေထိုင်လို့ဆဲဖြစ်နေပြီးကလပ်ကသူ့ကိုမလိုချင်တဲ့အခါမှာတော့အာရှအရှေ့လယ်ပိုင်းသို့ထွက်ခွာဖို့စဉ်းစားသွားမှာဖြစ်ကြောင်း ESPN ဖော်ပြထားပါတယ်။လာမယ့်နွေရာသီမှာကစားသမားတစ်တွေဖြည့်တင်းပြီးအသင်းကိုပြန်လည်တည်ဆောက်တော့မဲ့ United အနေနဲ့ကိုသမားနေရာအတွက်အန်ထရန်ကိုသမားဆင်နီလမန်စ်နဲ့လိုင်လီကိုသမားလူကတ်ချီဘာလီယာတို့ကိုပြစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။နီးပြယူဘင်အာမိုရင်အနေနဲ့လည်းအရန်ကိုသမားတွေဖြစ်တဲ့တွမ်ဟီဒန်နဲ့အဲတေးဘီယင်ဒါတို့ကိုနေရာပေးဖို့စိတ်ကူးမရှိတာကြောင့်ကိုသမားတစ်တာခေါ်ယူသွားဖို့အလားအလာရှိနေပါတယ်။အိုနာနာဟာ United အတွက်ပြိုင်ပွဲစုံ69ပွဲကစားထားပြီးကလီယာ89ပွဲသာရရှိအောင်စွမ်းဆောင်ထားနိုင်ဒါလည်းဖြစ်ပါတယ်။နိုင်ငံတကာပွဲစဉ်တွေပြီးကလပ်ပွဲတွေပြန်လည်ဆက်တင်ချိန်မှာတော့ကင်မယွန်းသားဟာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် United နဲ့အတူ Nottingham Forest ကိုရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။လက်ကျင်ရေးပြန်ဆင်းနိုင်ပြီဖြစ်တဲ့ Chelsea တိုက်စစ်မှုနီဂိုလက်စ်ဂျက်ဆန်ဟာဒဏ်ရာပြဿနာသက်သာပျောက်ကင်းနေပြီဖြစ်ပြီးယခုအခါမှာလက်ကျင်ရေးကွင်းသို့ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့်မကြာမီမှာအသင်းအတွက်ပြန်လည်ကစားပေးနိုင်ခြေရှိတယ်လို့သိရပါတယ်။တိုက်စစ်မှုဟာဖေဖော်ဝါရီလက West Ham ကိုတနက်နိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာအကောက်ကျော်ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာဖြစ်ပြီးအခုချိန်အထိပြန်လည်ကစားနိုင်ခြင်းမရှိသေးပါဘူး။ယခုအခါမှာတော့ဂျက်ဆန်အနေနဲ့နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးချိန်မှာချယ်ဆီအတွက်ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့မှာချယ်ဆီကလည်းတိုက်စစ်မှုဟာလက်ကျင်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်းအတိပေးကြေညာထားခဲ့ပါတယ်။အခုလိုဂျက်ဆန်ရဲ့ပြန်လာနိုင်မှုကဂိုးရဖို့ရုန်းကန်နေရတဲ့ချယ်ဆီရဲ့တိုက်စစ်အတွက်အတော်လေးအားတက်စရာဖြစ်လာဖို့ရှိနေပါတယ်။2025ခုနှစ်အတွင်းချယ်ဆီဟာပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပေမဲ့လက်ရှိအချိန်မှာတော့ပရီးမီးယားလိဂ်အမှတ်ပေးစရာရဲ့အဆင့်4နေရာမှာရပ်တည်ထားနိုင်တယ်လို့ကွန်ဖရင့်လိဂ်မှာလည်းဆက်လက်ကျန်ရှိနေစေဖြစ်ပါတယ်။ယခုရာသီပရီးမီးယားလိဂ်မှာဂျက်ဆန်ဟာချယ်ဆီဟာ9ဂိုးသွင်းပြီးဂိုးဖန်တီးမှု9ကြိမ်ထိပြုလုပ်ထားနိုင်တာကြောင့်အသင်းအတွက်အားထားရတဲ့တိုက်စစ်မှုတစ်ဦးဖြစ်ပါတယ်။လာမယ့်ဧပြီလ3ရက်နေ့မှာချယ်ဆီဟာတော့တင်ဟန်နဲ့ရှင်ပြိုင်သွားရမှာဖြစ်ပြီးဂျက်ဆန်အနေနဲ့ချယ်ဆီအတွက်ပြန်လည်ကစားပေးသွားနိုင်မလားစောင့်ကြည့်ရပါမယ်။